Hello အားလုံးမင်္ဂလာပါအခုသင်ခန်းစာမှာကျွန်တော်တို့ဒီ Laravel နဲ့ JSON Web Token နဲ့သုံးပြီးတော့ဒီ API Authentication အကြောင်းကိုလေ့လာကြမယ်ပေါ့နော်ဒီ course လေးကကျွန်တော်က React Native course ဖန်တီးနေတာဗျအဲ React Native course မှာဆိုလို့ရှိရင်အဲ့လိုAPI ဘိုင်းတွေဒါ call လုပ်ရတဲ့ဟာတွေပါတယ်ပေါ့နော်အဲ့တော့အဲ့အတွက်ကျွန်တော် live server မှာတင်ထားဖို့အတွက်ဒီမှာရေးနေရင်လည်းဒီ course လေးလုပ်ပေးမယ်ပေါ့နော်လုပ်ပေးမယ်ဆိုပြီးတော့အားနဲ့ကျွန်တော်ဖန်တီးဖြစ်တာပေါ့နော် Okay အဲ့တော့ JSON Web Token အကြောင်းကိုတော့မိတ်ဆွေတို့အများစုသိပြီးသားဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ယူဆရနော်ကျွန်တော် course မှာလည်းအများတန်းပြောပြသွားလေးရှိတယ်ပေါ့နော် MM Coder မှာလည်း article တွေတချို့မှာလည်းကျွန်တော်အဲ့လိုထည့်ရေးလေးရှိတယ်ပေါ့နော်သွားပြီးတော့ဖတ်ကြည့်လို့ရတယ် Okay အဲ့တော့အခုကျွန်တော်ကဒီမှာ Laravel version 11ဟိုဟာလေးကျွန်တော်ယူထားတယ် Laravel version 11 fresh ဟိုဟာလေးပေါ့နော်ဒီ fresh Laravel 11ပေါ့နော်ကျွန်တော်ယူထားတယ်PHP version 8.4နဲ့အထက်တော့ဒါရှိဖို့လိုတယ်ပေါ့နော်ဒါတော့မိတ်ဆွေတို့ကိုယ်တိုင်ယူလိုက်ကျွန်တော်ဒါတော့မလုပ်ပြတော့ဘူးပေါ့နော်ဒီမှာကျွန်တော်ရှင်းပြခြင်းတဲ့ဟာလေးတခုရှိတယ်ဒီမှာကျွန်တော် note ကလေးထုတ်ထားတယ်ပေါ့နော်ဒီလို note လေးတွေကျွန်တော်စီမှာအများကြီးပဲဗျာဒီ note လေးတွေကလေမိတ်ဆွေတို့လည်းဒီလိုမျိုး note လေးနည်းနည်းမှတ်မိနိုင်တဲ့ဟာတွေဆို note လေးတွေဟိုဟာဖြစ်တာပေါ့နော် note လေးတွေဖန်တီးထားပြီးဒီဟာနဲ့ development ပြန်လုပ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ကအခုဒီရဲ့GWT org ဆိုတဲ့ဒီ package ကိုကျွန်တော်တို့သုံးမယ်ပေါ့နော်ထိတ်ကတော့ဒါ setup လုပ်တဲ့ဟာတွေအဲ့ဒါတွေခဏဖယ်လိုက်အောင်ကျွန်တော်နောက်ထပ်သင်ခန်းစာမှာ setup လုပ်မယ်အောက်မှာကျွန်တော်ပြောပြချင်တဲ့ဟာလေးရှိတယ်အဲ့တော့ဒီမှာ GWT org attempt လုပ်တယ်ဆိုတာဒါ Laravel ရဲ့ org attempt နဲ့ပုံစံတူတယ်ပေါ့နော်ဒါပေမဲ့မတူတာကဘာလဲဆိုတော့ तू ကtoken တစ်ခုကိုကျွန်တော်တို့ response ပြန်လုပ်ပြီးတယ် return ပြန်ထားတယ်ပေါ့နော်ဒီ org attempt ကကျွန်တော်တို့ array လာပြီးတော့တောင်းလိုက်မယ်ဒီ array ထဲမှာ email နဲ့ password ကျွန်တော်တို့ရိုက်ထည့်လို့မှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့token တစ်ခုဖန်တီးပေးလိုက်မယ်ပေါ့နော်ပြီးတော့ရင် token ဖန်တီးရဲ့နည်းလမ်းဒီအထက်အပြင်နောက်ထပ်ဒီ from user နဲ့ဒါ model user model ပေါ့နော်အခုလက်ရှိအနေထားရအဲ့ဒီ user model ကဒီ Laravel eloquent ကနေ serialize လုပ်ထားတဲ့ဒီ user model က object ဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့GWT org ရဲ့ဒီ from user ကနေပြီးတော့လာပြီးဒီ object ကိုထည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ token တစ်ခု response ပြန်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီရဲ့ user model ကဒီ JSON Web Token ဒီimplement လုပ်ထားတဲ့ကောင်တစ်ခုတော့ဖြစ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကဒါဘာလုပ်တာအောင်ဆိုတော့GWT org ကနေ pass token authenticate ကဒီ authentication ဖြစ်မဖြစ်လမ်းပြီးတော့စစ်လိုက်တာပေါ့နော်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ authenticated ဖြစ်နေတဲ့ user ကိုကျွန်တော်တို့ response လုပ်ပေးလိုက်မယ်ကျွန်တော် pass token ဆိုတော့ဒီမှာ token တခုတော့ header ပြီးဒီ bearer token လာပြီးတော့ထည့်ပေးဖို့လိုတာပေါ့နော် request လုပ်တဲ့အခါမှာအဲကောင်ပါလာပြီးသူက token ကိုစစ်လိုက်မယ်စစ်ပြီး token တွေကနေဒီ user object ကိုဖြည့်ချပြီးတော့validate ပြန်ပြီးလုပ်လိုက်မယ်ပေါ့နော် authentication ဖြစ်မဖြစ်ဒီရဲ့ဒီ pass token authenticate နဲ့ကျွန်တော်လာပြီးတော့စစ်လို့ရတာပေါ့နော်နောက်တစ်ခုကတော့ revoke token ဆိုတာကျွန်တော် log out လုပ်တဲ့အခါမျိုးတွေမှာသုံးပါပေါ့နော်ဒီ token ကကျွန်တော်တို့ရဲ့ application နဲ့သက်ဆိုင်မှုမရှိတော့ဘူးဆိုပြီးတော့ဒီလိုမျိုးဖန်တီးလိုက် invalidate လုပ်လိုက်တာပေါ့နော် invalidate လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ log out ဖြစ်သွားလိမ့်မယ် okay အဲ့တော့ဒီဟာလေးတွေနားလည်ရင်ရပြီပေါ့နော်ဒီဟာလေးနားလည်ထားရင်ရပြီနော်အဲ့တော့နောက်သင်ခန်းစာတစ်ခုရောက်မှကျွန်တော်တို့နောက်သင်ခန်းစာတစ်ခုရောက်မှ setup လုပ်ကြရအောင်နော်